နောက်ကျောပုံကိုဘယ်လိုဆွဲမလဲပေါ့နော်အမတို့ကကြတော့ဒီလိုနောက်ကျောပုံကိုဘယ်နေရာတွေမှာသုံးလဲဆိုလို့ရှိရင်လေဒီမှာပေါ့နော်ဒီလိုမျိုးပေါ့နော်နောက်ကျောဒီဇိုင်းလေးတွေပေါ့နော်ဆွဲချင်တယ်ဆိုလို့ရှိရင်နောက်ကျောပုံလေးဆွဲဖို့လိုတယ်လေနော်အဲ့ဒါဆိုတော့အမတို့အဲ့နောက်ကျောပုံစံဆွဲကြည့်ရအောင်ပေါ့နော်ဒီမှာအမတို့ဒီမှာဒီလိုမျိုးလေးဆွဲမယ်အဲ့လိုမျိုးဆွဲဖို့အတွက်အမဒီမှာ body frame လေးချလိုက်တယ်မှာပေါ့နော်ဒါအမတို့ငကိုပုံမှန်တိုင်းဆွဲနေကြ body frame ပေါ့နော်အဲ့ဒီဒါ basic body fit ကပဲအဲ့ဒါဒီဟာကိုဆွဲမယ်ပေါ့နော်ဒီမှာဒါအမတို့ video file ရှင်းမှာဆိုတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီ basic body fit ကဆွဲတော့အတိုင်းပဲဒီမှာပခုံးမြင်းရှိမယ်ခါမြင်းရှိမယ်တင်မြင်းရှိမယ်ပေါ့နော်အမအဲ့ဒါဆွဲထားပြီးပြီအဲ့ဒါပြီးတော့ဒီမှာဒါထုံးစံအတိုင်းလေပင်းပေါ့နော်နောက်ကျောဘက်ကိုဆွဲမယ်အတွက်ကြောင့်ဂုတ်ဖြစ်သွားမယ်ပေါ့နော်လေဂုတ်ဖြစ်သွားမယ်ဒီမှာပခုံးဆွဲမယ်နားမှာအလုံးလေးပေါ့နော်ဒါခုံးလုံးလေးရှိမယ်ခုံးလုံးလေးရှိမယ်ထုံးစံတိုင်းလက်ဆွဲမယ်ဒါကြတော့နောက်ကျောဆိုတော့ဘာပါမလဲဆိုတော့ဒီမှာလေကျောကုန်းရဲ့ဟိုဟာပါမယ်ပေါ့ဘယ်လိုလဲကျောကုန်းရဲ့ကျောယူလားအဲ့လိုပါမယ်နော်ဒီမှာခြိုက်နေတဲ့နေရာလေးပါမယ်ပေါ့နော်ပြီးတော့ဒီမှာလက်ကိုဒီမှာဆွဲလိုက်မယ်လက်ကဒီမှာဒီလိုပါတော့ဒါတစ်ထောင်စစ်ဖြစ်သွားမှာပေါ့နော်တစ်ထောင်စစ်တစ်ပတ်ထပ်ဆွဲမယ်နော်လက်ကဘယ်လိုဖြစ်သွားမလဲဆိုရင်လေတလားဒီမှာလက်မရှိမယ်ပြီးတော့ဒီနားလေးမှာလေတော့ဒီလိုလေးဖြစ်သွားမှာလေလားဒါပါအသားလားဒီလိုအသားလားဒီလိုနောက်ကျောပဲများတော့မယ်ဆိုတော့ဒီလိုအသားပေါ့နော်ဖောင်းလေးဖောင်းပြီးတော့ဒီလိုဖောင်းပြီးဒီလိုပြန်လာနော်လက်ပါလေတစ်ချောင်းနောက်ထပ်တစ်ချောင်းဒါပဲမှတ်ထားပဲဆွဲလိုက်လောက်ပဲဒါရက်အားထင်းသွားနော်အမဖွားလေးဆွဲရမှာဒီမှာလေးလက်တစ်ဖက်လာမယ်နော်လက်မဒီမှာတော့ဒီလိုဖောင်းနေနော်ဒီမှာဖောင်းလေးနော်ဒီလိုလာမယ်နော်โอเคအဲ့ဒါဆိုရပြီလေနော်ဒါဒီမှာဒါနောက်ကျောပုံမယ်ဒီမှာနောက်ကျောပုံဟွာလေးတွေဆွဲလို့ရမယ်ဒီမှာတင်ပါကိုဒီမှာသားဖြည့်လိုက်မယ် body frame မှာသားဖြည့်မယ်ဖောင်းလေးဆွဲတယ်နော်ဒီမှာအတွက်အမဖောင်းလေးလုံးလိုက်တယ်ဟိုမှာဒီနားမှာကွာမြင်းရှိမယ်တင်ရှိမယ်နော်တင်ပါရှိမယ်မပေါင်းမြတ်ဒီအလဲလောက်ကနေတက်ပြီးဝတ်ပေးလိုက်ပေါ့ကိုကြိုက်တယ်လို့ပေါ့နော်နားလေးကလည်းဆွဲပြီးဝတ်ပေးလို့လည်းရတယ်ကိုကြိုက်တယ်လို့တက်အဲ့ဝတ်စားနေတက်မယ်ဆိုလို့ရှိရင်ဒီနားမှာအကောက်ကလေးတက်မယ်ဘာဖြစ်လို့လဲဆိုတော့ကတ်မနေဘူးလေနော်အဝတ်တွေကခန္ဓာကိုယ်အပေါ်ပိုင်းမှာဆိုရင်ကိုကြက်လောက်ထိလောက်ပဲကတ်နေမှာပေါ့နော်အဲ့တော့အမတို့ဒီမှာဒီလိုလေးပဲဒါအပေါ်ပိုင်းအတွက်ခဲဒီမှာအမတို့ဒီမှာကြောပြက်ကလေးဆွဲမယ်ကြောပြက်ကလေးဆွဲမယ်ဒီမှာဒီလိုပဲနော်ခဲဒါပြီးပြီပေါ့ခုတ်ပဲနော်ဒါနောက်ကျောဘက်ဒီဇိုင်းဆွဲလို့ရပြီပေါ့နော်ဒီလိုဆွဲလိုက်ရင်တော့ဒါဟင်းကြီးပုံစံလေးနောက်ကျောဒီဇိုင်းလေးဆွဲလို့ရမယ်ပေါ့နော်ဟိုနေ့ကပြတဲ့ဟာနဲ့နှစ်ခုရှင်ပြီးဆွဲထားရင်တော့အရှိတစ်ခုနောက်တစ်ခုဆွဲလို့ရသွားပြီပေါ့နော်โอเคအားလုံးပဲလိုက်ဆွဲကြည့်ပြီးအဆင်ပြေကြပါစေနော်